ကမ္ဘာအပြင်းဆုံးနိုင်ငံဒီမြေပေါ်မှာကမ္ဘာအပြင်းဆုံးလူတွေနေထိုင်ကြတဲ့နိုင်ငံကတော့ဆွစ်ဇာလန်နိုင်ငံဖြစ်ပါတယ်။ဆွစ်ဇာလန်လူမျိုးအများစုဟာကျွန်တော်တို့လောက်အလုံးလုံးချိန်မလို့အဲ့ဒါလို့ဒီဘက်မှာလည်းအများဆုံးမှ3ရက်လောက်ပဲအလုံးလုံးကြာရပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာပညာရေးဟာမူလာတန်းကနေတက္ကသိုလ်ပြီးဆုံးတဲ့အထိ100%အခမဲ့ပါ။ကျန်းမာရေးစောင့်ရှောက်မှုကလည်းအလကားရပါသေးတယ်။ဒီတော့နိုင်ငံသားတိုင်းကကုန်ကျစရိတ်ကိုစိတ်ပူစရာမလိုတဲ့အတွက်အလုပ်ထက်ဘဝမှာပျော်ရွှင်ဖို့ကိုပဲဦးစားပေးနိုင်ကြပါတယ်။ဆွစ်ဇာလန်လူမျိုးများစုဟာမွေစုတယ်ဆိုတဲ့သဘောတရားကိုနားမလည်ကြပါဘူး။သူတို့ဟာအပူပင်ကင်းကင်းနဲ့နေနိုင်တိုင်းပြီးဘာကိုမှတွန်းဆုံမနေပဲမွေသုံးဆွဲတွေ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာအံ့ဩစရာကောင်းတဲ့ policy တစ်ခုလည်းရှိပါတယ်။တကယ်လို့လူချင်းမင်းတို့ဟာတရားဝင်နိုင်ငံသားဖြစ်နေတဲ့အလုံးမလုံးဘူးဆိုရင်တော့မှလစဉ်ထောက်ပံ့ခြင်းနေနဲ့ဆွစ်ဇာလန်မွေကြီး2000လည်းရရှိပါသေးတယ်။ဒါပေမဲ့ပိုပြီးအံ့ဩဖို့ကောင်းတာကနိုင်ငံသားအများစုဟာဘဏ်ကိုသွားပြီးဒီထောက်ပံ့ခြင်းထုတ်ဖို့ကိုတော့ပြင်းနေကြတာပါပဲ။ဒီတော့အစိုးရအတွက်အခက်အခဲတွေဖြစ်နေပါတယ်။ဆွစ်ဇာလန်က2016ခုနှစ်မှာပင်စင်စနစ်ကိုစတင်အကောင့်ထဲပေါ်ခဲ့ပေမဲ့ပြည်သူ90%လောက်ကကန့်ကွက်ခဲ့ပါတယ်။ဆွေတို့ကလမ်းမတွေပေါ်မှာစိုင်းမှုကင်လန်းရှောက်ကြရင်အစိုးရရဲ့ထောက်ပံ့ကြေးကိုမလိုအပ်ဘူးလို့ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။